တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းရင်းကတော့ဘာလဲဆိုရင်ကျွန်တော်ဖုန်းထဲမှာရှိနေတဲ့ secret trick 5 ခုကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အရန်ကိုမိုက်တဲ့နီလန်းလေးတွေကိုပြောပြသွားမှာမလို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကဲဒါဆိုရင်တော့အချင်းလေးမဆွဲမီဗီဒီယိုလေးကိုစလိုက်အောင် let's goပထမဆုံးပြောပြရမယ်ဆိုရင်ကျွန်တော်ဒီနေ့ပြောပြသွားမယ့်နီလန်းလေးတွေကတော့ဘာ app မှမလိုပါဘူးတကယ်ကျွန်တော်ဖုန်းထဲက setting ကိုချိန်ပြီးမှလုပ်ရမယ့်နီလန်းလေးတွေကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ပထမဆုံးနီလန်းကတော့ဘာလဲဆိုရင်တကယ်ကျွန်တော်ဆိုင်ကယ်မောင်းနေတဲ့အချိန်မှာဖုန်းတော့ဝင်လာတဲ့ဖုန်းကိုမကင်မချင်းဘသူဖုန်းမှမသိရဘူးဆိုတာဖြစ်တတ်ပါတယ် app ပြဿနာကိုကျွန်တော်ဖြေရှင်းပေးမှာပဲဖြစ်ပါတယ်ဒီ setting တစ်ခုကိုသာချိန်ထားလိုက်မယ်ဆိုရင်တော့တကယ်ကျွန်တော်ဖုန်းဝင်လာတာနဲ့ဘသူဖုန်းပါဆိုပြီးမှတကယ်ကျွန်တော်ဖုန်းကအော်တိုပြောပေးမှာပဲဖြစ်ပါတယ်အဲ့အတွက်ဘာ app မှာ download လုပ်เสียမလို့ဘူးเนาะအဲ့အတွက်တကယ်ကျွန်တော် setting ထဲကိုဝင်လိုက်ပါပြီးရင်အောက်နားလေးကိုနည်းနည်းဆွဲလိုက်မယ်ဆိုရင် accessibility ဆိုတဲ့အကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်เนาะပြီးရင်ဒီမှာ instruction and ဆိုတဲ့စာသားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ဝင်လိုက်မယ်ပြီးရင်ဒီနားလေးမှာ answering and ending call ဆိုတဲ့စာသားကိုကျွန်တော်တို့တစ်ချက်နှိပ်ဝင်လိုက်မယ် okayဒါဆိုရင်ဒီလိုလေးပေါ်လာပြီဆိုရင်တကယ်ကျွန်တော်ဒီမှာเนาะအပေါ်ဆုံးကဟာကိုကျွန်တော်ဖွင့်ထားလိုက်ပါဒါလေးကိုဖွင့်ထားပေးခြင်းအဖြစ်ဘာဖြစ်လဲဆိုရင်တကယ်ကျွန်တော်ဖုန်းဝင်လာတာနဲ့ဘသူကဖုန်းဆက်နေပါတယ်ဆိုတဲ့ဟာကိုတကယ်ကျွန်တော်ဖုန်းကအော်တိုပြောပေးမှာပဲဖြစ်ပါတယ်အရန်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်เนาะနံပါတ်1နီလန်းကတော့ဘာလဲဆိုရင်တကယ်ကျွန်တော်ဒီဘေးနားမှာရှိနေတဲ့ power clock ကိုနှိပ်ပြီးမှတကယ်ကျွန်တော်ကြိုက်တဲ့ app ကိုဖွင့်နိုင်မှာပဲဖြစ်ပါတယ်Facebook Messenger YouTube TikTok ကြိုက်တဲ့ application ကိုတကယ်ကျွန်တော်ဖွင့်နိုင်မှာပဲဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပါကျွန်တော်အခုနှိပ်တဲ့အချိန်မှာဘာမှမပေါ်ပါဘူးเนาะကျွန်တော်လက်တွဲလုပ်ပြသွားမှာဗျာ setting ထဲကိုဝင်လိုက်ပါเนาะပြီးရင်အောက်နားလေးကိုဆွဲကြည့်လိုက်တဲ့အချိန်မှာဒီမှာ advanced feature ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်ဝင်လိုက်မယ်ပြီးရင် side key ဆိုတာကိုနှိပ်လိုက်ပါပြီးရင်ဒါလေးကိုဖွင့်ပေးလိုက်ပါเนาะအပေါ်ကကင်မရာဆိုတဲ့ဟာကိုနှိပ်ထားလိုက်မယ်ဆိုရင်တော့ power clock နှစ်ချက်နှိပ်လိုက်တာနဲ့ကင်မရာ auto ပွင့်သွားမှာပဲဖြစ်ပါတယ်အောက်ကဟာကိုနှိပ်ထားလိုက်မယ်ဆိုရင်တော့မိမိကြိုက်တဲ့ application တစ်ခုကိုရွေးချယ်ပြီးမှ power clock နှစ်ချက်နှိပ်လိုက်တာနဲ့ app က auto ပွင့်သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနားလေးမှာ app တစ်ခုကိုရွေးချယ်ထားဖို့တော့လိုပါတယ်เนาะကျွန်တော်ကတော့ Facebook ကိုရွေးထားလိုက်မယ်ဗျာကဲတကယ်ချင်းတော့လက်တွေ့ပြမယ်เนาะဒီမှာကြည့်လိုက်ပါနှစ်ချက်နှိပ်လိုက်တာနဲ့ Facebook က auto ပွင့်လာတာပဲဖြစ်ပါတယ်เนาะအရန်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်ဗျာတကယ်ချင်းတော့အမြဲတုံးနေကြ app ဆိုရင်တော့ဒီလိုထားမယ်ဆိုရင်တော့လုံးဝအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ဥပမာ PUBG game တို့ Mobile Legends တွေကိုထားမယ်ဆိုရင်တော့တကယ်ချင်းတော့လုံးဝအဆင်ပြေသွားမှာပဲဖြစ်ပါတယ်နံပါတ်3နေလန်းကတော့လက်ပွေကိုအပေါ်အောက်လုပ်ပြီးမှ internet ဖွင့်တဲ့နေရာကိုတကယ်ချင်းတော့ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်နော်အနောက်ကိုပို့ပြီးအပေါ်အောက်လုပ်လို့ရတယ်ဗျာအရန်ကိုမိုက်တယ်နော်တကယ်ချင်းတော့အရှိကိုတော့ပုတ်เสียမလို့ဘူးဗျာအဲ့အတွက်တကယ်ချင်းတော့ setting ထဲကိုတစ်ချက်ဝင်လိုက်ပါနော်ပြီးရင်ဒီနားလေးမှာ advanced and future ဆိုတဲ့စာသားလေးကိုကျွန်တော်နှိပ်ဝင်လိုက်မယ်ဗျာပြီးရင်ဒီနားလေးမှာmotion and gesture ဆိုတဲ့စာသားလေးကိုနှိပ်ဝင်လိုက်ပါပြီးရင်ဒါလေးကိုအောက်လေးနဲ့ဆွဲကြည့်လိုက်မယ်နော်ဟိုမှာအောက်ဆုံးမှာ finger ဆိုတဲ့စာသားကိုကျွန်တော်ဖွင့်ပေးလိုက်မယ်ဆိုရင်တော့တကယ်ချင်းတို့ရသွားပါပြီတကယ်ချင်းတို့ကိုကျွန်တော်လက်တွေ့လုပ်ပြသွားမယ်နော်ဒီမှာကြည့်လိုက်ပါနော်အနောက်ကိုပုတ်ပြီးမှအရှိကိုအပေါ်အောက်လုပ်လို့ရပါတယ်ဗျာအရန်ကိုမိုက်တယ်နော်ဒီမှာကြည့်လိုက်ပါနော်ကျွန်တော်အနောက်ကိုပဲပုတ်တယ်အပေါ်ကအောက်ကျလိုက်အပေါ်တက်လိုက်ဖြစ်နေတယ်နော်အရန်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ဗီဒီယိုကြားတဲ့ဆိုရင်တော့1 like ပေးဖို့တော့လုံးဝမမေ့ပါနဲ့နော်ကဲအခုဆိုရင်တော့နံပါတ်4 secret နီလန်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်တကယ်ချင်းတို့ဇက်ကချင်းနဲ့ Messenger မှာပြောတာပဲဖြစ်ဖြစ် WeChat မှာပြောတာပဲဖြစ်ဖြစ် WhatsApp မှာပြောတာပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်နော်တကယ်ချင်းတို့ဇက်ကအပေါ်ကကြည့်နေတယ်ဗျာ message တစ်ခေါက်ဝင်လာတယ်ဆိုရင် chatting လုပ်လိုက်ဇက်ကကြည့်လိုက်နဲ့လုံးနိုင်ပါတယ်ဗျာအဲ့အတွက်တကယ်ချင်းတို့ဘာလို့ရမလဲဆိုရင်တကယ်ချင်းတို့ကြည့်ချင်တဲ့ဇက်ကတစ်ခုကိုအရင်ဖွင့်ထားလိုက်ပါပြီးရင်တကယ်ချင်းတို့ပြောချင်တဲ့ application ကိုဒီလိုနေနဲ့ဝင်ပေးလိုက်ပါနော်ဒီလိုအလဲက logo နှိပ်ပြီးမှဝင်ပေးလိုက်ပါပြီးရင် open in pop up view ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါနော်ဒါလေးကိုတကယ်ချင်းတို့အသေးလည်းလုပ်နိုင်ပါတယ်အကြီးလည်းလုပ်နိုင်ပါတယ်နေရာရွှေ့ပြီးလည်းထားနိုင်ပါတယ်နော်ဒါဆိုရင်တော့လုံးဝအဆင်ပြေသွားမှာပဲဖြစ်ပါတယ်နော်ဇက်ကကျင်းနဲ့ချစ်သူနဲ့ပြောလိုက်နဲ့လှုပ်လို့ရပါတယ်ဗျာတခြားအလုပ်လုပ်ရင်းနဲ့လည်းပြောလို့ရပါတယ်နော်အရန်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်ကဲနံပါတ်5နောက်ဆုံးနီလန်းကတော့အရန်ကိုအရေးကြီးတဲ့နီလန်းလေးပဲဖြစ်ပါတယ်
တငယ်ချင်းတို့မတော်တဆဆိုင်က accident ဖြစ်သွားလို့အင်္ဂလူကိုဖုံးခေါ်ဖို့ဖုံးလို့မဖွင့်နိုင်ဘူးဆိုရင် power clock ကို3ချက်နှိပ်လိုက်တာနဲ့တငယ်ချင်းတို့မိသားစုကိုအလွယ်တကူဖုံးခေါ်နိုင်မှာပဲဖြစ်ပါတယ်အရင်မိုက်တဲ့နီလန်းလေးပါနော်အဲ့အတွက်တငယ်ချင်းတို့ setting ထဲကိုဝင်လိုက်ပါနော်ပြီးရင် advanced and future ဆိုတဲ့စာသားလေးကိုနှိပ်ဝင်လိုက်ပါပြီးရင် panic mode ဆိုတဲ့ကိုနှိပ်လိုက်ပါနော်ဒါလေးကို on ထားရပါမယ်နော် off ရှိပါတယ်ဒါလေးကိုဖွင့်ပေးလိုက်မယ် continue okay continue ကိုနှိပ်လိုက်ပါနော်ပြီးရင် start ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနားလေးမှာ create contact select from contact ဒီနားလေးမှာတငယ်ချင်းတို့အရင်နည်းဆုံးလူကိုပဲရွေးထားလိုက်ပါနော်တငယ်ချင်းတို့ရွေးထားတဲ့လူကိုပဲဖုံးဝင်သွားမှာဖြစ်ပါတယ်နော် power key 3ချက်နှိပ်လိုက်တာနဲ့အဲ့လူကိုဖုံး auto ဝင်သွားမှာပဲဖြစ်ပါတယ်အရင်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်နော်တငယ်ချင်းတို့ဒီ option ကိုတော့မဖြစ်မနေဖွင့်ထားပါလို့ကျွန်တော်ပြောချင်ပါတယ်တငယ်ချင်းတို့မတော်တဆဆိုင်ကယ်တွေမောက်သွားလို့ဖုံးလော့ကိုမဖွင့်နိုင်ဘူးဆိုရင်တော့ဒီနီလန်းကအရန်ကိုအသုံးဝင်မဲ့နီလန်းလေးပဲဖြစ်ပါတယ်တငယ်ချင်းတို့လက်တွဲလုပ်ပြမယ်ဗျာဒီမှာကြည့်လိုက်ပါနော်3ချက်နှိပ်လိုက်တာနဲ့ဖုံးက auto ဝင်သွားပြီဗျာဘာမှလုပ်စရာမလိုဘူးလော့လက်ဖွင့်စရာမလိုဘူးနော်ဒီမှာကြည့်လိုက်ပါဖုံးက auto ဝင်သွားပြီနော်အရန်ကိုမိုက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်နော်တငယ်ချင်းတို့ဒီ secret 5ခုထက်မှာဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ပေးပါနော်ဒီလိုပညာပေးဗီဒီယိုလေးတွေကြည့်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပါစေ